Hello how do you do what's your name မင်္ဂလာပါနေကောင်းရဲ့လားရှင်ပြရဲ့နာမည်ကပါလဲဓမ္မစာရကစတင်ပြီးတော့မိတ်ဆက်တာပါ Hello how do you do My name is ဓမ္မစာရ nice to meet you မင်္ဂလာပါနေကောင်းရဲ့လားကျွန်တော်ရဲ့နာမည်တပည့်တော်ရဲ့နာမည်ကဓမ္မစာရဖြစ်ပါတယ်ရှင်ပြနဲ့တွေ့ရတာဝမ်းသာပါတယ်အကဝန်ဆန်ကလည်းပြန်ပြောတယ် Hello how do you do မင်္ဂလာပါနေကောင်းရဲ့လား My name is အကဝန်ဆန်တပည့်တော်ရဲ့နာမည်ကဧကဝန်စာဖြစ်ပါတယ် Nice to meet you ရှင်ဖျားနဲ့တွေ့ရတာလဲဝမ်းသာပါတယ်အိန္ဒကကဧကဝန်စာကိုဗာပြန်ပြောလဲဆိုတော့ What is his name သူ့ရဲ့နာမည်ကဘယ်သူလဲဗျာဧကဝန်စာပြန်ဖြေ His name is Saina သူ့ရဲ့နာမည်က Saina ဖြစ်ပါတယ် What is her name သူမရဲ့နာမည်ကိုပါလဲသူမရဲ့နာမည်ကပါလဲHer name is နန်ခမ်သူမရဲ့နာမည်ကနန်ခမ်ဖြစ်ပါတယ်ဒါကတော့ lesson 3ဖြစ်ပါတယ်ပေါ့နော်